အားလုံးမင်္ဂလာပါကျွန်တော် Chelsea for you နဲ့ပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့ကတော့ Chelsea နဲ့ပတ်သက်ပြီးတော့ update တက်လာတဲ့သတင်းတစ်ပုဒ်အကြောင်းကိုပြောချင်တယ်ပေါ့နော်ကျွန်တော်တို့ဒီ Leandro Senior ရောက်လာပြီးတော့တရက်နှစ်ရက်အကြာမှာပဲကျွန်တော်တို့အသင်းဟာစင်တာဘက်တယောက်ဝယ်ပေးမယ်ပေါ့နော်ဒီဇန်နဝါရီပြောင်းရွှေ့မှာပဲတယောက်ဝယ်ပေးမယ်ဆိုပြီးတော့တက်လာတယ်တကယ်လည်းတစ်ပတ်လောက်ကြာတဲ့အခါမှာလက်ရှိချိန်မှာပေါ့နော်personal တန်းရ agree ဖြစ်သွားတဲ့ကစားသမားတယောက်ပေါ်လာတယ်ပေါ့နော်အဲ့ဒါဘာလို့လဲဆိုတော့ဒီပြည်သစ်လီဂူ1က run နဲ့အသင်းမှာကစားနေတဲ့ Jeremy Jacquet ပေါ့နော် Jeremy Jacquet ကို Chelsea ဘက်က personal တန်းရ agree ယူလိုက်ပြီပေါ့နော်ဒါသူတို့ရဲ့ပုံစံတိုင်းပဲပေါ့နော်ကစားသမားနဲ့အရင်ညှိတယ်ပြီးတော့ club နဲ့ညှိတယ်ပေါ့နော်ဆိုတော့ဒီပုံစံတိုင်းဆက်ပြီးတော့တွားနေတယ်ဆိုတော့လက်ရှိအချိန်မှာဆိုရင်တော့ဗောနော်ကစားသမားကိုယ်တိုင်ကလည်း Chelsea ကိုလာချင်နေတာတော့တေချာတယ်ရောက်ဖို့လည်းတေချာတဲ့လောက်ရှိတဲ့ကစားသမားလို့ပြောလို့ရတယ်ဗောနော်ဆိုတော့ဒီ runner နဲ့ဂျာမှာတော့အညီနိုင်ဆွေးနွေးမှုတွေစတိုက်လုပ်နေတယ်ဆိုတော့ runner ဘက်ကလိုချင်တဲ့အပြောင်းရွှေ့နဲ့ Chelsea ဘက်ကပေးချင်တဲ့အပြောင်းရွှေ့ကတော့နည်းနည်းလေးကွာဟနေတာကြောင့်မို့တော်တော်လေးကြာနေတဲ့ပုံစံမျိုးဖြစ်တယ်ဗောနော်ဆိုတော့ runner ဘက်ကဘယ်လောက်လိုချင်တာလဲဆိုတော့ euro 65 တန်းထိလိုချင်တယ်ဗောနော်ပေါင်တန်းအဖြစ်ဆိုရင်တော့56 တန်းလောက်ထိသူတို့ကတောင်းတယ်ဆိုတော့ Chelsea ဘက်ကတော့တိထက်နေနဲ့တန်ချင်းနဲ့ပဲသူတို့ကမ်းလှမ်းနေပေါ့နော်ဒီအချိန်တွေမှာပဲတစ်ခံနေတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော်မေးချင်တဲ့မေးခွန်းကပေါ့နော်ဒီယူရို65 တန်းထိဒီကစားသမားကတန်ရဲ့လားဆိုဒါကမေးခွန်းတစ်ပေါ့နော်ဆိုတော့မေးခွန်းနှစ်ကဘာလဲဆိုတော့ကျွန်တော်အသင်းမှာတကယ်ရောလိုအပ်ရဲ့လားပေါ့နော်ဆိုတော့ဒါမေးခွန်းနှစ်ပေါ့နော်ဆိုတော့ဒီမေးခွန်းနှစ်ခုကိုပဲကျွန်တော်ဖြေသွားခြင်းတယ်ပေါ့နော်ဆိုတော့ပထမမေးခွန်းကတော့65 တန်းမှာတန်ရဲ့လားဆိုတဲ့မေးခွန်းပေါ့နော်ကျွန်တော်မြင်ရဆိုရင်တော့တန်တယ်လို့မခံစားရဘူးဆိုတော့ဒီကစားသမားရဲ့potential reserve value တက်လာတဲ့အခြေအနေပေါ့နော်ဒါတွေကဘယ်လိုပြောမလဲနောက်တစ်ချိန်မှာတန်ကောင်းတန်သွားနိုင်တယ်ဒါပေမဲ့လက်ရှိအချိန်မှာဆိုရင်တော့တန်တယ်လို့မခံစားရဘူးကျွန်တော်တို့ဒီကစားသမားကဘယ်လိုပြောမလဲအသက်အရွယ်အဖြစ်တော့ငယ်သေးတယ်တကယ်လဲ potential မြင့်တဲ့ကစားသမားတစ်ယောက်ဖြစ်တယ်ပေါ့နော်ဒီ runner ရဲ့နောက်တန်းတဲ့နေရာမှာဆိုရင်သူကအခိုင်အမာယူပြီးတော့ဥဆောင်နေတယ်လို့ပြောလို့ရတဲ့ကစားသမားလို့ပြောနိုင်တယ်ပေါ့နော်ဆိုတော့ဒီနောက်တန်းတဲ့နေရာမှာနေရာစုံမှာကစားနိုင်တာဖြစ်တယ်ပေါ့နော်သူမကစားနိုင်တာဆိုလို့ left back မှာပဲမကစားနိုင်တယ် right back မှာလည်းဒါကစားနိုင်တယ်သူရဲ့ network possession ကတော့ center back မှာပဲနေရာမှာပဲထားကစားနိုင်တဲ့ကစားသမားဖြစ်တယ်ပေါ့နော်ဒီဘယ်လဲတန်တယ်ညာလဲတန်တဲ့ကစားသမားဖြစ်တယ်ဆိုတော့ဒီနေသားမျိုးမှာ65 တန်းပေးရမယ်ပေါ့နော်ပေးရမယ်ဆိုရင်တော့ potential ရဆိုရင်တော့ဒါဒီ market value ရဆိုရင်တော့တန်နေလိမ့်မယ်ဒါပေမဲ့ကျွန်တော်တယောက်တည်းအမြင်ရဆိုရင်တော့တန်တယ်လို့မခံစားရဘူးဘာလို့လဲဆိုတော့ဒီကမှကျွန်တော်အတင်းမှာတကယ်ကိုအသုံးဝင်ပါမလားတကယ်ကိုအလုပ်ဖြစ်ပါမလားဆိုတာကျွန်တော်မပြောနိုင်ဘူးဆိုလက်ရှိချိန်မှာဆိုရင်ကျွန်တော်ဒီပြင်သစ်သားတွေဝယ်ထားတယ်ဗျာဒီစာစီတို့ဒါဖိုဖာနာတို့ဗာရီယာရှိတို့ဆိုတော့ဒီကမှတွေ Chelsea မှာလုံးဝကိုအဆင်ပြေဘူးဆိုတော့ဒီလက်ရှိ Jeremy Jacquet ကလည်းဒီပုံစံတိုင်းပဲဒီဗာရီယာရှိတို့ပုံစံတိုက်တိုင်းပဲဗျာဗာရီယာရှိတို့လည်းဒီပုံစံပဲဆိုတော့လောင်းလက်ကြီးတွေရှိတယ်အရက်ရှိတယ်ပေါ့ဗျာအရက်ရှိတယ်အရက်အဖြစ်6.6 ပေထိရှိတယ်ပေါ့နော်ဆိုတော့ဒီအနေထားမျိုးမှာတောင်သူ့ရဲ့ stat တွေလိုက်ကြည့်တဲ့အခါမှာ area ကျွေတွေကအားနေတယ်ဆိုတော့ကျွန်တော်တို့အသင်းမှာဒီအမြင်ပေါ်တွေအားနေလို့မှာပြဿနာကမဖြေရှင်းနိုင်ပါဘူးဆိုမှအရက်ကြီးချေပြီးတော့ area ကျွေအားနေတဲ့ကစားသမားရောက်လာလဲဘာထူးမှလဲဆိုတဲ့ဟာမျိုးပေါ့နော်ဒါမျိုးကိုကျွန်တော်မြင်တယ်ဆိုတော့65 တန်းကဒီဘယ်လိုပြောမလဲလက်ရှိကဘာမှာတော့ကွင်းလေကစားသမားတိုက်စစ်ကစားသမားတောင်ပန်ကစားသမားဆိုရင်တော့ okay အဆင်ပြေတယ်လို့ပြောလို့ရပြီမယ်နောက်တန်းကစားသမားကို65 တန်းဒီပေးရလောက်အောင်ထီတော့ Chelsea အနေနဲ့မယူမိုက်တင်ဘူးလို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်မတကာဒီကစားသမားရဲ့တန်ကြီးက25 တန်းပြင်တန်တယ်လို့ကျွန်တော်ကတော့မမြင်ဘူးပေါ့နော်ဆိုတော့ဒါကတော့ဘယ်လိုပြောမလဲဒီ65 တန်းဆိုတဲ့တန်ကြီးကတန်လားဆိုတဲ့မိကုန်းကိုကျွန်တော်ဖြေခဲ့တာဖြစ်တယ်ကျွန်တော်ကတော့တန်တယ်လို့မခံစားရအောင်ဆိုတော့နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်အသင်းမှာတကယ်ကိုလိုအပ်ရလားဆိုတဲ့အပိုင်းပေါ့နော်ဆိုတော့ရှင်းလင်းလေးပဲပြောရရင်မလိုအပ်ဘူးဗျာလက်ရှိအချိန်မှာမလိုအပ်ဘူးဆိုတော့နောက်တစ်ချိန်မှာဆိုရင်တော့ဒီကစားသမားကပိုကောင်းလာတဲ့ကစားသမားဖြစ်လိမ့်မယ် Chelsea ကိုဥဆောင်ပြီးတော့ကစားနိုင်တဲ့ကစားသမားကစားသွားတဲ့ကစားသမားဖြစ်လိမ့်မယ်ဆိုတော့လမ်းကျန်းတယောက်လည်းဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်ဒါပေမဲ့လက်ရှိအချိန်မှာဆိုရင်တော့လိုအပ်နေတဲ့ကစားသမားမျိုးတော့မဟုတ်ဘူးဆိုတော့ဒီနေရာမှာအသင်းပါရှင်တွေဘက်ကလိုချင်နေတဲ့ကစားသမားကိုပဲဝယ်သွားတယ်လို့ပဲကျွန်တော်တို့ကောက်ချက်ချတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့လိုအပ်နေတာကဒီနောက်တန်းမှာတကယ်ကိုဥဆောင်နိုင်မယ်ပေါ့နော် physical အဖြစ်လည်းဥဆောင်နိုင်ရမယ် mentality အဖြစ်လည်းဥဆောင်နိုင်ရမယ်ကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာအဖြစ်အများကြီးဥဆောင်နိုင်ရမယ်ကစားသမားဗျာဆိုတော့နောက်တန်းတစ်ခုလုံးနဲ့မကပဲနဲ့ဒီကွင်းတစ်ကွင်းလုံးကိုဥဆောင်နိုင်ရမယ်ကစားသမားကိုကျွန်တော်တို့ကလိုချင်တာဆိုတော့ဒီလိုမျိုးကျွန်တော်တို့ chart တိတ်တွေဘယ်လိုပြောမလဲစိတ်ပိုင်းဆိုင်ရာအရာအတွေ့အကြုံမရှိသေးတဲ့ကစားသမားတွေဝယ်မှာတော့ဘာထူးမှာတော့လက်ရှိကျွန်တော် Chelsea မှာရှိနေတဲ့ကစားသမားတွေက
အခုဂျယ်ရမီချက်ကွက်တဲ့ပို့ပြီးတော့ experience ရှိတယ်ပရီးမီယာလိဂ်နဲ့အသားကျပြီးကစားသမားတွေဆိုတော့ဒီကစားသမားတွေကိုဥဆောင်ပြီးတော့ကစားမယ်ဆိုတဲ့အခြေအနေကဟုတ်ပါမလားဖြစ်နိုင်မှာမလားဆိုတော့ရေဘူးအပြည့်မဖြစ်နိုင်ဘူးလို့ကျွန်တော်တို့တွက်လို့ရတယ်ဗျာဆိုတော့ဒါမကောင်းမနိုင်တယ်ဗျာသူရောက်လာပြီးမှအတားကြီးကောင်းသွားတာမျိုးလဲဖြစ်ကောင်းဖြစ်နေတယ်ဒါပေမဲ့ရေဘူးအပြည့်ဆိုရင်တော့ကျွန်တော်တို့နောက်တန်းကိုဥဆောင်နိုင်ဖို့အတွက်သူ့မှာအရေးကြီးရှိမနေဘူးလို့ကျွန်တော်ခံစားရတယ်ဆိုတော့ခုနောက်ပိုင်းဆိုရင်ဗျာကျွန်တော်တို့အသင်းပိုင်ရှင်တွေက data တွေကိုဦးစားပေးလာတယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဘာလို့ data တွေဦးစားပေးလာလဲဆိုတော့ဒီ analyze လုပ်တယ်ဗျာ analyze လုပ်တယ်ဒီ stat တွေကိုကြည့်တယ်ဆိုတော့ဒီနေရာမှာ stat တွေက potential ကိုမြင့်ပေးတယ်လို့ပြောလို့ရတယ်ပေါ့နော် stat တွေကောင်းလာတဲ့အခါတော့ potential ကအရန်မြင့်တယ်ဆိုတော့ဒီနေထားမျိုးမှာ Chelsea ကမျက်စိကျတယ်ဆိုတော့ data တွေကိုကြည့်ပြီးတော့ပဲအလုပ်လုပ်သွားတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာသူတို့တိုင်းတာလို့မရတာကစိတ်ပိုင်းဆိုင်ရာပဲစိတ်ပိုင်းဆိုင်ရာကဒီလိုမျိုးလူငယ်ကစားသမားလေးတယောက်ဟုတ်တယ်တခြားအသင်းမှာအရန်ကောင်းနေတယ်ဆိုတော့သူတို့နောက်တစ်ခုတတိမထားမိရကပါလဲဆိုတော့ league အဆင့်တန်းကိုလည်းတတိထားတဲ့ပုံတော့မပေါ်ဘူးဆိုတော့သူတို့အနေနဲ့ဒီအချက်လက်တွေမြင်မာနေတယ်ဆိုရင်ဆွဲစီလိုက်တဲ့သဘောမျိုးပဲတွေ့ရတယ်ပေါ့နော်ဆိုတော့ခုနကကျွန်တော်တတိမထားမိလိုက်ဘူးဆိုတဲ့အကြောင်းကိုပြောပဲပေါ့နော်စိတ်ပိုင်းဆိုင်ရာဒီအသင်းငယ်လေးမှာခြေစွမ်းပြနေတာကမမထူဆန်းနေတယ်လို့မခံစားရဘူးဗျာကျွန်တော် Chelsea ကိုရောက်လာတဲ့အခါမှာဒီလိုခြေစွမ်းမျိုးပြနိုင်မလားဆိုတော့အမကန်လို့မရဘူးဆိုတော့ကန်ဟမဲ့လီဂါပရီးမီယာလိဂ်ဖြစ်နေပရီးမီယာလိဂ်ဆိုတဲ့အဆင့်အတန်းမျိုးကိုတုံကစားသမားကတိုးလို့မရဘူးဗျာကျွန်တော်တို့ဒီလေးကန်နေတဲ့ပြည်သက်သားတွေကိုတော့ထပ်ပြီးတော့မလိုချင်ဘူးလို့ပဲကျွန်တော်ကတော့ပြောချင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့လိုအပ်နေတာကလည်းဒီနောက်တန်းမှာတကယ်ဥဆောင်နိုင်မဲ့ကစားသမားတစ်ယောက်ဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ကတော့ဒါလက်ရှိအချိန်မှာဆိုရင်တော့လိုအပ်နေတဲ့ကစားသမားမဟုတ်ဘူးလို့ကျွန်တော်ကတော့ကောက်ချက်ချတယ်ပေါ့နော်ဒီလိုချင်နေတဲ့ကစားသမားဝယ်သူတို့ဝယ်ပြီးသွားတယ်လို့ပဲကျွန်တော်တော့မြင်တယ်ဆိုတော့ဒီတင်းမရှင်နေနဲ့ကတော့ကျွန်တော်တို့ဆက်ပြီးတော့ဘာမှဖြစ်လာမဲ့ပုံတော့မပေါ်တော့ဘူးပေါ့နော်ဒီ American သားတွေရဲ့သဘောတဘာဝတိုင်းသူတို့ရဲ့စီးပွားရေးကိုပဲကြည့်တယ်သူတို့ဦးစားပေးပြမှတ်ကလည်းသူတို့ပတ်စံရဖို့ပေါ့နော်သူတို့ရဲ့ business အလုပ်ဖြစ်နေဖို့ပဲဖြစ်တယ်လို့ပဲကျွန်တော်တို့ကောက်ချက်ချခြင်းတယ်ပေါ့နော်အခုလက်ရှိဒီကမ်းမရောက်လာပြီဆိုရင်တော့ဘယ်လိုပြောမလဲကျိုးဆိုရမှာပေါ့လေကျွန်တော်တို့ရောက်လာပြီဆိုမှတော့ okay welcome bro ပေါ့ကျွန်တော်တို့ဒီကွင်းထဲအောင်မှထပ်ပြီးတော့ဆဲကြတာပေါ့ဗျာဆိုတော့ယူရိုကိုဘယ်လိုမြင်လဲပေါ့နော်ဒီကမ်းမနဲ့ပတ်သက်ပြီးတော့ဒီကမ်းမကိုဝယ်မယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးတော့ယူရိုအဖြစ်65တန်းပေါ့နော်ပေါင်အဖြစ်56တန်းတန်ရဲ့လားပေါ့နော်တကယ်ရောကျွန်တော်တို့လိုအပ်နေတဲ့ကစားသမားဟုတ်ရဲ့လားဆိုတာလေညီကတို့အမြင်လေးတွေခန်းစားချက်လေးတွေပြောသွားကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်ညီကတို့နောက်ပြန်မှာပြန်တွေ့ပါမယ်